တရုတ်လေသမားကြီးဟာသူ့စီကိုပြေးလာတဲ့ဂျပန်မလေးကိုကြည့်ပြီးအညမင်တက်သွားပါတယ်သူတို့နှစ်ယောက်လုံးအသေးသက်ထွက်ပြေးခဲ့ကြရတာပါကြောက်လန့်ကြားနဲ့ကြောင်ရက်နေတဲ့ဆိုဗီယက်စစ်သမီးကိုမြင်တော့ယူဖူကပြေးဖို့လန့်အောင်လိုက်ပါတယ်မိတောက်တွေကသူတို့စီကိုအရှိန်ဟုန်နဲ့နီးကပ်လာပါပြီအဲ့ဒီချိန်မှာအာကီဘာကိုကသူတို့ကိုချက်ချင်းရက်ခိုင်းလိုက်ပါတယ်သူမဟာဆိုဗီယက်စစ်သမီးရဲ့အိတ်ကက်ထဲကမိချစ်ဆန်တွေကိုထုတ်ပြီးအနီးနားကမြစ်ပင်တွေပေါ်ကိုချက်ချလိုက်ရမိတွေချက်ချင်းတောက်လောင်သွားပါတယ်အာကီဘာကိုကမီးလောင်ကျွမ်းသွားတဲ့မြေကွက်လက်စီကိုအမြန်ပြေးသွားတယ်လို့ယူဖူလည်းလိုက်သွားပါတယ်ဆိုဗီယက်စစ်သမီးကတော့သူမအိတ်ထဲကပစ္စည်းတွေကိုအမြန်ဆုံးထုတ်ပြီးသူတို့ဘေးမှာလက်ချလိုက်ပါတယ်အနက်စရာကောင်းတာကမိတောက်တွေဟာမီးလောင်ပြီးသားနေရာကိုရှောင်ကွင်းသွားခဲ့ပါတယ်မကြခင်မှာပဲသူတို့၃ယောက်မြေပြင်ကနေထည့်လိုက်ကြပါတယ်တေဘေးကနေအတူတူလွတ်မြောက်လာခဲ့ကြတာမို့ရန်သူတွေချစ်ကြပေမဲ့လည်းတယောက်ကိုတယောက်ကြည့်ပြီးရေမောလိုက်ကြပါတယ်ယူဖူကလည်းအာကီဘာကိုရဲ့လက်မှာခြိထားတဲ့ကြိုးတွေကိုဖိပေးလိုက်ပါတယ်ရန်နေငယ်ကြတော့သူတို့မှာစားစရာပြက်လက်သွားပါတယ်ဆိုဗီယက်စစ်သမီးကရိခါသွားရှာဖို့ဆုံးဖြတ်လိုက်ပေမဲ့ရုတ်တရက်မိုးတိထန်စွာရွာသွန်းမှုကြောင့်လမ်းပြောက်သွားပါတယ်ယူဖူနဲ့အာကီဘာကိုတို့အကြာကြီးစောင့်နေပေမဲ့သူမပြန်မလာခဲ့ပါဘူးအာကီဘာကိုကဆက်ဆောင်နေရင်တေးလိုက်မယ်လို့ပြောပေမဲ့ယူဖူကတော့ခိုင်ခိုင်မာမာပဲဆက်ဆောင်နေပါတယ်အဲ့ဒီအချိန်မှာတောအုပ်ထဲကအတန်တွေကြားလိုက်ရလို့ဆိုဗီယက်စစ်သမီးပြန်လာပြီးအမှတ်နဲ့ကြည့်လိုက်တော့ကြားတစ်ကောင်ဖြစ်နေပါတယ်သူတို့နှစ်ယောက်ကြောက်လန့်ကြားနဲ့တောင်းတောင်ကြီးဖြစ်နေစင်မှာကြားကနီးကပ်လာတာကြောင့်အာကီဘာကိုကပြစ်ဖို့ပြောပေမဲ့ယူဖူကတင်းနဲ့မပြတ်တတ်ပါဘူးကြားကသူတို့စီကိုခုံအုပ်ဖို့လုပ်တဲ့အချိန်မှာပဲယူဖူကအလန့်ကြားပြစ်လိုက်ရကြီးစံကကြားကိုလန့်ပြေးသွားစေပါတယ်တင်းနဲ့တန်ကြောင့်ဆိုဗီယက်စစ်သမီးလည်းရောက်လာပြီးဝမ်းသာအားရနဲ့ယူဖူကိုဖတ်ထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အာကီဘာကိုရဲ့လမ်းပြမှုနဲ့အတူသူတို့၃ယောက်ဂျပန်စစ်စခန်းစီကိုပြန်ရောက်လာခဲ့ကြပါတယ်အာကီဘာကိုကဂျပန်စစ်တပ်ဟာလက်နက်ချတဲ့သူတွေကိုဒုက္ခမပေးဘူးလို့ခိုင်မာယုံကြည်နေမဲ့ယူဖူကတော့သူမရဲ့ရိုးလုံးမှုကိုစိတ်ပြက်နေပါတယ်ဒါပေမဲ့လည်းသူပါလိုက်သွားခဲ့ပါတယ်ခွေးဟောင်တံမကြားရတာကြောင့်အဲ့ဒီနေရာမှာလူမရှိတော့ဘူးဆိုတာကိုယူဖူကရိပ်မိနေပါတယ်ဆိုဗီယက်စစ်သမီးကတော့ကားပေါ်မှာစားစရာတွေတွေ့လို့ယူဖူကိုဝမ်းသာအားရလန့်ခေါ်ပါတယ်အဲ့ဒီချိန်မှာပဲရေဒီယိုကနေဂျပန်နိုင်ငံကအခြေအနေမရှိလက်နက်ချလိုက်ပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်ရုတ်တရက်ဆိုဗီယက်စစ်သမီးလက်မြောက်လိုက်တာကိုယူဖူမြင်လိုက်ရပြီးအာကီဘာကိုကသူတို့ကိုတင်းနဲ့ချိန်ထားတာကိုတွေ့လိုက်ရပါတယ်စစ်ဝါဒရိုက်သွင်းခံထားရတဲ့အာကီဘာကိုဟာနိုင်ငံရဲ့ရှုံးနိမ့်မှုကိုလက်မခံနိုင်ဖြစ်နေတာပါယူဖူကတင်းနဲ့ပြောင်းသွားနဲ့သူ့ရင်ဘက်ထိတဲ့အထိသူမစီကိုတိုးသွားပေမဲ့အာကီဘာကိုကခလုတ်ကိုမဆွဲရပါဘူးနောက်ဆုံးမှာတော့သူမဟာမြေပြင်ပေါ်လဲကျပြီးရှိုက်ကြီးတင်ငိုကြွေးပါတော့တယ်တိတ်မကြခင်မှာပဲဆိုဗီယက်စစ်သမီးကတန်ချက်ကားကိုမောင်းပြီးသူတို့ကိုအဲ့ဒီနေရာကနေခေါ်ထုတ်သွားပါတယ်စစ်ပွဲပြီးသွားပြီဆိုတာသိလိုက်ရလို့သူတို့၃ယောက်စိတ်အေးလက်အေးရှိနေစင်မှာပဲမြောက်တန်တွေကြောင့်ငင်းချမ်းမှုပြပြသွားပါတယ်သူတို့တောင်ကုန်းပေါ်ကနေကြည့်လိုက်တော့စစ်ရှုံးတာကိုလက်မခံနိုင်တဲ့ဂျပန်စစ်သားတွေကိုတွေ့လိုက်ရပါတယ်အာကီဘာကိုကသူတို့စစ်ပြီးတာကိုမသိသေးဘူးထင်တဲ့အပြေးလွှားသွားပြောပေမဲ့တင်းနဲ့တန်တစ်ချက်ထွက်ပေါ်လာပါတယ်ဂျပန်စစ်ဗိုလ်ကတစ္ဆာဖောက်ဆိုပြီးအာကီဘာကိုကိုယ်တိုင်ပြစ်တက်လိုက်ပါတယ်အဲ့ဒါကိုမြင်ပြီးဒေါသထွက်သွားတဲ့ဆိုဗီယက်စစ်သမီးကတန်ချက်ကားနဲ့သူတို့စီကိုမောင်းဝင်သွားပါတယ်တင်းနဲ့ပြစ်တက်သွားပြီးဖြစ်တဲ့ယူဖူကလည်းဂျပန်စစ်သားတွေကိုပြန်လည်ပစ်ခတ်ရာစစ်သားတွေအားလုံးလဲကျသွားပါတယ်စစ်ဗိုလ်ကတော့ဓာတ်ကိုဆွဲပြီးတန်ချက်ကားကိုတိုက်ခိုက်ဖို့ကြိုးစားနေစင်မှာပဲဆိုဗီယက်စစ်သမီးကကားရှင်ကိုမြင့်လိုက်ပါတော့တယ်